ဘောကဘာလဲဆိုတော့ဘောကမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်လေကျတို့ကခက်တာကအဲ့ဒီမွေးဖွားလာနဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့ तू ကဘာငါဘာ तू အဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တည်းစိတ်ထဲရပါတော့နားလေလားဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးသူအဆင်ပြေလဲပဲသိရမယ်ဘဝအဆင်မပြေလဲပဲသိရမယ်ဘဝကိုကျွတ်တို့ဟာသိရမယ်ဘဝလို့မြင်တတ်ဖို့လိုပဲအဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါနှစ်ခါလောက်သိတဲ့အတိနဲ့အကျဉ်းရာနဲ့ချီပြီးတော့သိတဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုရမစို့သိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြထက်ခါသိကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘလို့လမ်းညွန်ချက်တွေပေးမလဲကိုယ်ဘလို့စိတ်ထဲမှာရှင်းလင်းသွားစီမလဲကိုယ်စိတ်ထဲမှာဘလို့ငြင်းအေးမှုဖြစ်စီမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏနုဒ္ဓတိသိခြင်းကိုဘာထပ်အမှတ်ရမယ်ဆိုလို့ရှိရင်ဥပဒမာယနှလုံးစိတ်ဝမ်းငြင်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါသိရမယ့်လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းသိရမယ့်လူတွေလို့စဉ်းစားလိုက်ဒီခါတလေဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေကမရှိဘူးလားမိဘတွေဆိုရင်ပါသမီးတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ကြတာပူရတာပေါ့ဒါဘုံဘုံကတော့လက်တွေ့ကြလေးဒေသနာတွေကိုအသုံးချကြည့်စေခြင်းတယ်ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူနေတယ်ဆိုရင်ငါမကြခင်သေမှာပါဘာတွေများပူနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတဲ့အမှန်သိမှုဟာကိုယ့်ဘဝအတွက်အများကြီးပူနေတာတွေကိုလျှော့ချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာဒါနီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူလေဆိုရပါမယ်ပူရင်လည်းပဲမညှမတာလာစဉ်းစားလိုက်သူတို့လည်းပဲသေရမယ့်အကောင်လေးတွေသေရမယ့်လူလေးတွေစိတ်ထဲမှာဘလောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေအောင်မင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောတယ်မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိမလို့ဟုတ်လားစဉ်းစားနော်ဒါကိုဘေးရဲ့လူတွေအကုန်လုံးကိုလည်းပဲသေလူလို့တွက်တာဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်တယ်ကိုအရင်နှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးဒုက္ခပေးနိုင်မှုအားနည်းလေးနီးလာလေးဒုက္ခပေးနိုင်မှုကြီးလေးပဲ